အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါမှာတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့2009ခုနှစ်ကထွက်ရှိထားတဲ့ Bollywood ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးဒီထဲမှာတော့မင်းသားကြီးအာမီရာခန့်ကပါဝင်တရုပ်ဆောင်ထားပါတယ်။ဇလန်အစမှာတော့ဆီယာမကကျောင်းသားတစ်ယောက်ကိုအင်္ဂလိပ်စာကြောင်းတစ်ကြောင်းဖတ်ခိုင်းတော့အဲ့ဒီကျောင်းသားကနောက်ပြောင်ပြီးဖတ်လိုက်တဲ့အတွက်ဆီယာမလေးစိတ်ဆိုးသွားတာနဲ့အစာပြုတ်ထားပါတယ်။နောက်ပြီးတင်ချာစာမေးပွဲမှာလည်း3အမြောက်9ကို3လို့ယုံကြည်ချက်ရှိရှိနဲ့ဖြေလိုက်ပေမဲ့စာမေးပွဲရလက်ထွက်လာတဲ့အခါမှာ3ညပဲရပါတယ်။ဒီလိုနဲ့မိဘတွေကစာရွက်ပေါ်မှာလက်မှတ်ထိုးခိုင်းရမှာဖြစ်ပေမဲ့အဆူခံရမှာဆိုတဲ့အတွက်ခွေးတွေကိုခေါ်ပြီးစာရွက်ကိုပျက်စီးသွားအောင်လုပ်လိုက်ပါတယ်။အိမ်ရောက်တော့ကောင်လေးလည်းအဖေဖြစ်သူရဲ့အရိုက်ခံလိုက်ကြပါတယ်။ကောင်လေးရဲ့နာမည်ကတော့အီရှန်ဖြစ်ပြီးတရက်မှာတော့အီရှန်ကအတန်းဖော်တငယ်ချင်းတွေရဲ့ကစားနေရဲ့ဘောလုံးလေးကိုအပြင်ကိုပစ်ထုတ်လိုက်တာကြောင့်ရန်တွေဖြစ်ကြပါတယ်။ဒါနဲ့ကျောင်းသားမိဘတွေကအီရှန်တို့အိမ်ကိုလာပြီးတိုင်တော့အီရှန်ကိုအဖေဖြစ်သူကရှိုက်ပါတယ်။ဆရာမတွေနဲ့တွေ့ရော်လေအီရှန်ရဲ့အပြစ်မှုတွေကတအားစိတ်ဆိုးသလိုစာမေးပွဲတွေမှာဆိုရင်လည်းအမှတ်ကအမြဲတုံညာပဲရတယ်လို့တိုင်ကြပါတယ်။နောက်ပြီးအီရှန်ရဲ့အကိုဖြစ်သူကတော့စာတော်ရာကြောင့်နှစ်ယောက်ကရှင်စရာမလိုဘူးဆိုပြီးပြောတဲ့အခါအီရှန်ကစိတ်ပိုင်းဆိုင်ရာပိုပြီးထိခိုက်သွားပါတယ်။ကျောင်းအကြီးကတော့အီရှန်ကိုကျောင်းကထုတ်လိုက်ခြင်းနဲ့လို့ပြောတာကြောင့်အီရှန်အဖေလည်းတအားစိတ်ဆိုးနေပါတယ်။အီရှန်အဖေကတော့သူ့သားကိုစာမတော်ရာထက်ဒီတိုင်းဆိုးသွမ်းတဲ့ကောင်လေးတယောက်ဖြစ်နေရလို့ထင်ပြီးတငယ်ချင်းဖြစ်သူစီဖုန်းဆက်အကူအညီတောင်းကအီရှန်ရဲ့အမူအကျင့်တွေပြောင်းသွားအောင်လို့ဘော်ရာကျောင်းကိုပို့ဖို့လုပ်ပါတယ်။အဲ့ဒီဘော်ရာကျောင်းကအစည်းကမ်းအတင်းကျပ်ဆုံးကျောင်းဖြစ်ပြီးအီရှန်ကိုသူ့မိဘတွေကကျောင်းမှာထားခဲ့တဲ့အခါအီရှန်တယောက်မျက်ရည်တွေကျလာခဲ့ပါတယ်။အီရှန်ရဲ့အမေနဲ့အကိုဖြစ်သူကတော့အီရှန်ကိုမထားခဲ့ကြပါဘူး။အီရှန်မိဘတွေမသိရကအီရှန်ဟာကျောင်းစာတွေမတော်ပေမဲ့အမှုပညာမှာတော့ထူးချွန်တဲ့သူတစ်ယောက်ပါ။တရက်လမ်းပေါ်မှာကောင်လေးတစ်ယောက်ရေခဲချောင်းစားနေရကိုကြည့်ပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာအနီရောင်နဲ့အဝါရောင်ကိုရောဆက်လိုက်ပြီးကောင်လေးစားတဲ့ရေခဲချောင်းကိုမှီညံပြီးပကြည်ရေးဆွဲပါတယ်။နောက်ပြီးအီရှန်ကဘော်ရာချောင်းကိုသွားရမယ်ဆိုတာသိတဲ့အချိန်မှာသူတို့မိသားစုပုံကိုရေးဆွဲပြီးသူကတဖြည်းဖြည်းအဝေးကိုရှောက်သွားခဲ့တဲ့ပုံကိုရေးဆွဲထားပါတယ်။ဒီလိုနဲ့ညဘက်ရောက်တဲ့အချိန်မှာတော့အီရှန်တယောက်ဘော်ရာကျောင်းရဲ့ရေချိုးခန်းထဲဝင်ပြီးအော်ငိုပါတယ်။နောက်ပြီးမျက်နှာပြန်တက်လိုက်ကမငိုထားတဲ့ပုံစံမျိုးနဲ့ပဲအိမ်ဟာတဲပြန်သွားပါတယ်။စာသင်ခန်းမှာတော့ဆရာကအီရှန်ကိုကြပြနဲ့ပတ်သက်ပြီးမေးတော့အီရှန်ကကျွန်တော်တို့မြင်သမျှခံစားရသမျှတွေကပဲအစစ်အမှန်ဖြစ်ပြီးကိုယ်တိုင်မမြင်ရမခံစားရတဲ့အရာတွေကအစစ်မဟုတ်ဘူးလို့ပြောတော့ဆရာလည်းစိတ်ဆိုးသွားပါတယ်။တကယ်တော့အီရှန်ကကြပြရဲ့အထိပ္ပယ်အစစ်မှန်ကိုပြောတာဖြစ်ပေမဲ့ဆရာကတော့သူ့ကိုကျောင်းသားစုတယောက်လို့သာမြင်နေရပါအီရှန်ကအမှုပညာချိန်မှာလည်းပဒင်းပေါက်ဘက်ကိုပဲကြည့်နေလို့ဆရာကမြေပြူနဲ့လှမ်းပစ်လိုက်ပါတယ်။နောက်ပြီးဆရာကအီရှန်လက်ကိုပေတံနဲ့9ချိန်ရိုက်တာကြောင့်အီရှန်လေးတအားနာသွားပါတယ်။အီရှန်ကမျက်ရည်တွေကျလာပြီးမဲ့ဘယ်သူမှမမြင်အောင်အမြန်တုပ်ပစ်လိုက်ပါတယ်။နောက်ပြီးအင်္ဂလိပ်စာနဲ့သင်ကြားချိန်မှာဆိုရင်တော့အီရှန်မျက်လုံးထဲမှာစလုံးတွေကရွေရှားနေရလို့မြင်နေပါတယ်။ဘော်ရာကျောင်းမှာလာတက်ပေမဲ့အီရှန်ရဲ့အမှတ်တွေကတော့ကောင်းမလာခဲ့ပါဘူး။ဒါနဲ့ပဲအီရှန်ကစာအုပ်တွေပစ္စည်းတွေကိုအမိုက်ပုံးထဲထည့်လိုက်ပြီးလွယ်အိတ်ကိုပါလွှတ်ပစ်လိုက်ပါတယ်။နောက်တော့အီရှန်ကစလုံးတွေကိုပင့်ကူတွေလို့မြင်နေပြီးကြောက်နေရကြောင်းတကောင်ကိုယ်တော်တက်လိုက်ပါတယ်။ဆရာကလည်းအီရှန်ကိုငတုံးကောင်လို့ခေါ်နေပြီးအတန်းဖော်တွေကလည်းသူ့ကိုလှောင်ပြောင်ကြပါတယ်။ဒီလိုနဲ့အီရှန်တို့ကျောင်းကိုအမှုပညာဆရာတစ်တယောက်ရောက်လာခဲ့ပြီးသူကထူးခြားတဲ့အပြင်စင်ပုံစံနဲ့အခန်းထဲကိုဝင်လာခဲ့ပါတယ်။ဆရာကလူရှင်တော်ဝတ်စုံကိုဝတ်ထားပြီးမျက်နှာကိုလည်းချဲ့သားထားပါတယ်။ကျောင်းသားတွေကိုပလွေမှုတ်ပြသလိုတချင်းဆိုပြီးလဲကခုံနေရကြောင်းကျောင်းသားတွေကတော့သဘောတွေကျနေပါတယ်။ဆရာရဲ့နာမည်ကတော့ Run လို့ခေါ်ပြီးသူ့ရဲ့တင်ကြားမှုပုံစံကတခြားဆရာတွေနဲ့မတူပဲတမူထူးခြားပါတယ်။ဒီနေ့မှာတော့ Run ကကျောင်းသားတွေကိုစာရွက်တစ်ရွက်စီပေးပြီးတိုက်နှစ်သက်ရာပုံကိုဆွဲခိုင်းပါတယ်။ဒါပေမဲ့အီရှန်ကတော့ဘာမှမဆွဲထားပဲစာရွက်ကအလွတ်ကြီးဖြစ်နေပါတယ်။ဒါနဲ့ပဲ Run ကအီရှန်ဟာအမြဲလိုတခြားဆရာတွေရဲ့အပြစ်ပေးခံနေရတယ်ဆိုတာသိသွားပါတယ်။ ရန်လေးအီရှန်ရဲ့အကြောင်းကိုပို့ပြီးသိရဖို့အီရှန်ရဲ့အိမ်ကိုထွက်လာခဲ့ပါတယ်။အီရှန်ရဲ့မိဘတွေကအစာအုပ်တွေကိုထုတ်ပြတော့အီရှန်ကပုံကောင်းကောင်းဆွဲနိုင်တယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီတဲကတခုဆိုရင်လေစစ်သားတွေကတူးမြောင်တစ်ခုကိုတူးပြီးအဲ့ဒီတဲကနေလွတ်မြောက်လာတာကိုဆွဲထားတာပါ။ကလေးငယ်တယောက်ကဒီလိုစိတ်ကူးနဲ့ပုံဆွဲနိုင်တာကိုရန်ကတော့အံ့ဩနေပါတယ်။ရန်ကအီရှန်မိဘတွေကိုအီရှန်ဟာတကယ်တော့ပကြီးဆွဲတဲ့နေရာမှာပါရမီပါတယ်ဆိုပြီးပြောပါတယ်။အီရှန်အဖေကတော့ပကြီးဆွဲတာတော်တော့ရောဘာလို့ရမှာလဲဆိုပြီးပြန်ပြောတော့ရန်ကအီရှန်ရဲ့အင်္ဂလိပ်စာအုပ်မှာ B အစား D ကိုရေးထားပြီး D အစား B ကိုရေးထားတာကိုပြပါတယ်။အီရှန်ကဒလစီယာဖြစ်နေရဖြစ်ပြီးညံရည်နဲ့နေရမဟုတ်ပဲတနည်းအားဖြင့်စာဖတ်တာစာရေးတာနဲ့သင်ယူမှုအပိုင်းမှာအခက်အခဲရှိနေရမျိုးပါ။ဒါပေမဲ့အီရှန်အဖေကတော့သဘောမတူပါဘူး။ဒါနဲ့ရန်လည်းအီရှန်ရဲ့ဂျပန်စာနဲ့ရေးထားတဲ့ကစားစရာဘူးကိုယူလိုက်ပြီးအီရှန်အဖေကိုဖတ်ကြည့်ခိုင်းပါတယ်
ဒီရောအေရှန်အဖေကမဖတ်တတ်ဘူးလို့ပြောပေမဲ့ရန်ကရှင်ပြတာနားမထောင်ပဲအဖေဖြစ်သူရဲ့အပြုတ်မှုကမကောင်းဘူးနော်လို့ပဲပြောပါတယ်ဒီရောမှအေရှန်အဖေလည်းသဘောပေါက်သွားပြီးသူ့သားเจ้าကိုတိတိကျကျမသိခဲ့ဘူးပဲဆိုပြီးသိသွားပါတယ်တကယ်တော့အေရှန်ကသူ့အခက်ခဲနဲ့သူဖြစ်နေပေမဲ့ဒါကိုမသိပဲဖိအားပေးမှုတွေကြောင့်အေရှန်ကယုံကြည်မှုပျောက်ဆုံးပြီးစိုးသွမ်းတဲ့ကောင်လေးဖြစ်လာတာပါဒါပေမဲ့အခုဆိုရင်အေရှန်ကပုံနာမဆွဲတော့ဘူးဖြစ်နေရကြောင်းရန်ကအေရှန်ကိုကူညီပြီးသူ့ရဲ့ယုံကြည်မှုတွေပြန်ပေါ်လာအောင်ကူညီပေးခြင်းနေပါတယ်ရန်ကစာတင်ခန်းထဲမှာနာမည်ကျော်ပကြီးဆရာလီယိုနာဒိုဒါဗင်ချီအကြောင်းပြောပြီးလီယိုနာဒိုဒါဗင်ချီကဒလစီယာဖြစ်နေတဲ့အကြောင်းကိုရှင်းပြပါတယ်လီယိုနာဒိုဒါဗင်ချီကစာရေးရင်နောက်ပြန်ရေးတက်ပြီးပန်ထဲကနေကြည့်ရင်တော့သူ့စာတွေကအမှန်ပေါ်ပါတယ်အေရှန်လဲရန်ပြောတာကိုစိတ်ဝင်စားနေပြီးသူလဲပါရမီရှင်ဖြစ်လာနိုင်တယ်ဆိုတာသဘောပေါက်သွားပါတယ်အတန်းနဲ့မှာအေရှန်တယောက်တည်းကြံခဲ့ချိန်မှာရန်ကအေရှန်လဲတနေ့မှာတောက်ပလာနိုင်တယ်လို့ပြောပြီးသူ့ရဲ့ယုံကြည်မှုကိုပြန်တိုးလာစေခဲ့ပါတယ်။နောက်တော့အေရှန်လဲတယောက်တည်းငုံငိုင်မနေတော့ပဲတစ်ကိုင်းလေးတွေတစ်ရွက်လေးတွေနဲ့လင်းရင်ပုံစံလေးလုပ်ပြီးရေထဲချလိုက်တဲ့အခါမှာရေပေါ်မှာသွားနေပါတယ်။တခြားအတန်းသားတွေလည်းအေရှန်ကိုလက်ခုပ်ဝိုင်းတီးကြတော့အေရှန်ကရှက်ပြီးခေါင်းငုံနေပါတယ်။ရန်ကအေရှန်ကိုအင်္ဂလိပ်စာလုံးတွေဘယ်လိုဖတ်ရမလဲဆိုတာကိုတယောက်ချင်းတီးတန့်သင်ပေးပါတယ်။ရန်ကအေရှန်ရဲ့လက်ပေါ်မှာအခရာတစ်ခုကိုလက်ချောင်းနဲ့ပဲဆွဲကြည့်ပြီးအခရာရေးဆွဲနည်းကိုမျက်လုံးမိတ်ပြီးခန်းစားခိုင်းပါတယ်။နောက်ပြီးအခရာတွေကိုအယောင်တွေနဲ့ခွဲခြားပြီးလေ့လာခိုင်းပါတယ်။လှေကားမှာတော့အပေါင်းနဲ့အနှုတ်လက္ခဏာကဏ္ဍတွေကိုရေးပြီးလှေကားထစ်ကိုခုန်ခိုင်းကတင်ချတင်ပေးပါတယ်။ဒီလိုနဲ့အေရှန်လည်းတဖြည်းဖြည်းတိုးတက်လာပြီးစာတင်ရတာပြောလာပါတယ်။အေရှန်ကအခရာတိုင်းကဏ္ဍတိုင်းကိုသိလာပြီးစာမေးပွဲရလဒ်တွေကလည်းပိုပြီးကောင်းလာပါတယ်။ဒါတင်မကသေးပဲရန်ကကျောင်းတွင်းပကြီးပြိုင်ပွဲလုပ်ပြီးတော့အေရှန်ရဲ့အဖေကကျောင်းကိုရောက်လာခဲ့ပြီးသူဟာသားဖြစ်သူကိုဂရုစိုက်ကြောင်းနဲ့သူ့အပေါ်အထင်မလွဲဖို့လာရှင်းပြတာပါဒါနဲ့ရန်ကဟိုရှိတုန်းကဆယ်လမွန်ကျွန်းမှာဒေသခံတွေကတစ်ပင်ကိုခုတ်ပစ်ချင်တာနဲ့တစ်ပင်ပတ်လေးမှာစဝိုင်းပုံရေးဆွဲလိုက်ပိုင်နောက်တော့တစ်ပင်ကိုကျင်းစာတွေတိုက်ကြပြီးရန်အနေနဲ့အကြမှာပဲတစ်ပင်ကတည်သွားတယ်ဆိုပြီးပြောပြပိုင်တစ်ပင်ကအေရှန်ဖြစ်နေရဲဆိုတာသဘောပေါက်သွားပြီးအေရှန်အဖေကတော့အပြစ်ရှိစိတ်ခံစားသွားရပါတယ်ရန်ရဲ့ရုံငန်းတွေကနေထွက်လာတဲ့အခါမှာအေရှန်ကိုတွေ့ပြီးအေရှန်ကပကြီးပြိုင်ပွဲအကြောင်းကိုဖတ်ကြည့်နေရပါပြိုင်ပွဲနေ့မှာတော့အေရှန်ကသူ့ဘာသာသူဖက်နှက်ကြိုးရှိပြီးအဝိစားကိုလည်းတသက်ရရဝစ်ကသပင်သေးချာဖီးပြီးပြိုင်ပွဲဝင်ပြိုင်ဖို့ပြင်ဆင်နေပါတယ်အာယုံတက်ချိန်မှာမြေကမ်းပါကိုသွားကြည့်ပြီးမှအေရှန်ကပြိုင်ပွဲကိုရှောက်လာခဲ့ပါတယ်ကျောင်းသားတွေရောဆရာမတွေပါပကြီးရေးဆွဲကြပြီးအေရှန်ကတော့တယောက်တည်းဖျက်လောက်မဲ့တစ်ပင်နာမှာသွားထိုင်ပါတယ်ရန်ကလည်းအေရှန်ကိုကြည့်လိုက်ကသူလည်းပဲပကြီးပါဝင်ရေးဆွဲမှာဖြစ်ပါတယ်ရန်ကပြိုင်ပွဲမှာအနိုင်ရသူကိုရွေးချယ်ဖို့ကျွမ်းကျင်ပညာရှင်တိုင်းတယောက်ကိုဖိတ်ခေါ်ထားပါတယ်အေရှန်ကတော့မြန်မြန်ဆက်ဆက်ပြီးသွားပြီးရန်ကိုသွားပြီးတဲ့အခါပကြီးထဲမှာအေရှန်ကကျောင်းပြင်ကစမ်းကြောင်းပြီးမှထိုင်နေတဲ့ပုံကိုဆွဲထားတာပါပကြီးကတအားလာပြီးကဘာကြီးကအသက်ဝင်လာသလိုတောင်ခန်းစားသွားရစရာကြောင့်ရန်ကတအားအံ့ဩသွားပါတယ်ရန်ရဲ့ပကြီးကတော့အေရှန်တယောက်အာပါတရာရီမောနေရဲ့ပုံဖြစ်ပြီးအေရှန်လည်းပကြီးကိုကြည့်ရင်းနဲ့မျက်ရည်တွေကျလာပါတယ်အေရှန်ရဲ့ပကြီးကတော့ပထမရခဲ့ပြီးပရိသတ်တွေကလည်းလက်ခုပ်တီးကြတဲ့အချိန်အေရှန်လည်းစိတ်လှုပ်ရှားပြီးအောက်ကိုပြုတ်ကျမလို့တောင်ဖြစ်သွားတော့ရန်ကအမိအယလန့်ဖန်းလိုက်ပါတယ်နောက်တော့စင်ပေါ်ကိုခေါ်သွားကအေရှန်လည်းသူ့ရဲ့ပထမဆုံးစုတစိတ်ကိုရသွားပြီးအခုဆိုရင်အေရှန်ကပါရမီရှင်တယောက်ဖြစ်လာခဲ့ပါတယ်အေရှန်ကစုကိုချက်ချင်းလမ်းမယူပဲရန်ကိုဖတ်လိုက်ပါသေးတယ်ဒီလိုအခြေအနေဖြစ်လာဖို့ဘလောက်ခက်ခဲလဲဆိုတာကိုသူတို့နှစ်ယောက်လောက်ဘယ်သူမှမသိနိုင်ပါဘူး။ရန်ကအရှန်ကိုစိတ်ရှိရှိနဲ့တင် जा ပေးကြရကြောင်းဒီလိုဂုဏ်ယူစရာကောင်းတဲ့အခြေအနေကရန်နဲ့လည်းသက်ဆိုင်နေပါတယ်။အဲဒီနောက်မှာတော့ကျောင်းအုပ်ကြီးကရန်ဆွဲထားတဲ့အရှန်ရဲ့ပကြီးကိုလက်ကမ်းစာဆောင်အနေနဲ့သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။အရှန်မိဘတွေလည်းအံ့ဩပြီးရန်ကိုကျေးဇူးတင်နေကြပါတယ်။အရှန်ကရန်စီပြေးလာပြီးရန်ကလည်းအရှန်ကိုကောင်းကင်စီရှိမြောက်လိုက်ရင်းနဲ့ဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။